အဆုံးမရှိကျေပြောလာတဲ့တဲကန်နာရကြီးရဲ့အနက်ဆိုင်ဆုံးတနေရာဘယ်သူမှမဝင်ရောက်နိုင်တဲ့နေမြေတွေရဲ့အလွန်မှာတော့တစေနန်းတော်ကြီးတစ်ခုကိုဖုံးကွယ်ထားတဲ့အလင်းလေစားမှုတစ်ခုရှိနေတာပါအဲ့ဒီတစေနန်းတော်ကြီးဟာကီဇာဘာလို့ခေါ်တဲ့စိုးရုပ်တဲ့ဆုံးကဝေကြီးနေထိုင်ရာအရက်ပဲဖြစ်ပါတယ်ကီဇာဘာဟာသူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ငကားကြီးကိုဆေးလွတ်ပြီးအိမ်အောင်မရှိသေးတဲ့လှပတဲ့မင်းသမီးလေးတွေကိုခိုးယူခိုင်းလေးရှိတာပါသူတို့ကိုနန်းတော်ထဲမှာပိတ်လောင်ထားပြီးဒီနေ့အချိန်ထိဘယ်စစ်တီတော်တယောက်မှဒီနန်းတော်ကိုရှာမတွေ့နိုင်တယ်လို့အဖမ်းခံထားရတဲ့မင်းသမီးတွေကိုလည်းမကယ်တင်နိုင်ခဲ့ပါဘူးဘရင်ကြီးကသူ့ရဲ့သမီးတော်မင်းသမီးမီနာကိုအဲ့ဒီပုံမြင်ပြောပြလို့အဆုံးမှာတော့မင်းသမီးလေးကအကယ်၍ငကားကြီးသာသူမကိုလာဖမ်းဖို့စူးစမ်းမယ်ဆိုရင်နောက်တရသွားစီရမယ်လို့သူ့ဖခင်ကိုပြန်ပြောခဲ့ပါတယ်ဒါကိုကြားရတဲ့ဖခင်ဖြစ်သူကလည်းသဘောကျပြီးအကျယ်ကြီးရေမောခဲ့တာပါနှစ်အနေငယ်ကြာပြီးနောက်မှာတော့မင်းသမီးလေးမီနာဟာအရွယ်ရောက်လာခဲ့ပါပြီသူမဟာမင်းသမီးတစ်ပါးဖြစ်ပေမဲ့လည်းတွေ့သမျှအဆောင်စစ်တီတိုင်းကိုရိုရိုတေတေနဲ့နှုတ်ဆက်တတ်သူဖြစ်ပါတယ်။သူမမှာရိုနန်လို့ခေါ်တဲ့ရင်းနှီးတဲ့တငယ်ချင်းတယောက်ရှိတာပါ။သူတို့နှစ်ယောက်ဟာအတူတူကြီးပြင်းလာခဲ့ကြပြီးတယောက်ကိုတယောက်ချစ်ကြိုက်နေကြပုံရပါတယ်။မကြသေးခင်ကပဲကဘာနှံ့ပြားကလူပြိုတော်တွေဟာသူမကိုလက်ထပ်ခွင့်တောင်းဖို့ရောက်လာကြတယ်ဆိုတာသိခဲ့ရပါတယ်။ဒါပေမဲ့မီနာကတော့အဲ့ဒီလူပြိုတော်တွေဟာသူမအတွက်မဟုတ်ပဲသူမရဲ့ဖခင်အတွက်သာလာကြတာလို့ရိုနန်ကိုပြောပြခဲ့တာပါ။သူမရဲ့ဖခင်ဘရင်ကြီးကတော့မျိုးသမီးတယောက်ဟာတိုင်းပြည်ကိုအုပ်ချုပ်နိုင်မယ်လို့မယုံကြည်တဲ့အတွက်သူသဘောကျတဲ့စစ်တီတော်ပုံစံမျိုးနဲ့ကိုက်ညီတဲ့ပထမဆုံးလူကိုပဲသမီးတော်နဲ့လက်ထပ်ပေးချင်နေတာဖြစ်ပါတယ်။ရိုနန်ကသူမတကယ်ပါဖြစ်ချင်တာလဲလို့မေးတဲ့အခါမှာတော့သူမဟာတိုင်းပြည်ကိုဥဆောင်ခြင်းပြီးသူမချစ်တဲ့သူနဲ့ပဲအတူရှိချင်တယ်လို့ပြန်ဖြေခဲ့ပါတယ်။မီနာကမြစ်ထဲကဘဲလေးတွေကိုကြည့်နေတော့မှပဲရိုနန်ကဒူးထောက်ပြီးသူမကိုလက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက်မီနာဟာအံ့ဩသွားပြီးမြစ်ထဲကိုပြုတ်ကျသွားခဲ့တာပါ။ဒါပေမဲ့မင်းသမီးလေးကတော့သူ့ကိုလက်ထပ်ဖို့ပျော်ပျော်ရွှင်ရွှင်ပဲသဘောတူခဲ့ပါတယ်။တစ်ဖက်မှာတော့မင်းသမီးကိုလက်ထပ်ခွင့်တောင်းဖို့လာကြတဲ့လူပြိုတော်တချို့ဟာအရက်ဆိုင်တစ်ခုမှာအနားယူနေကြပါတယ်။သူတို့တွေကတယောက်ကတော့ရော်တိုင်းလို့ခေါ်ပြီးပစိန်ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့အင်အားကြီးသူတယောက်ဖြစ်ပါတယ်။ဒုတိယတယောက်ကတော့ကာဗီယာလို့ခေါ်တဲ့ချမ်းသာတဲ့အာရပ်ဘရင်တစ်ပါးဖြစ်ပါတယ်။သူ့ရဲ့တိုင်းပြည်ဟာကမ္ဘာအဆင့်30အတွင်းမှာရှိနေပေမဲ့မင်းသမီးနဲ့လက်ထပ်လိုက်ရင်အဆင့်3အတွင်းကိုအလွယ်တကူရောက်သွားနိုင်မယ်လို့တွေးနေတာပါ။တတိယတယောက်ကတော့ဖောင်ချန်လို့ခေါ်တဲ့ဝါဝတုတ်တုတ်တရုတ်မင်းသားလေးဖြစ်ပါတယ်။သူကတော့သူ့မိခိုင်းသမျှကိုပဲလုပ်တတ်တဲ့မိခင်စကားနားထောင်လွန်းသူတယောက်ဖြစ်ပါတယ်။ဒီလူပြိုတော်တွေဟာမီနာကိုယောက်ျားလေးတယောက်နဲ့အတူတွေ့သွားတဲ့အခါမှာတော့တွားရောက်ရန်စားခဲ့ကြပါတယ်။ရော်တိုင်းကမကြခင်မှာသူဟာမင်းသမီးရဲ့ခင်မွန်းဖြစ်လာတော့မှမို့ရိုနန်နဲ့မပတ်သက်ဖို့ပြောဆိုခဲ့ပေမဲ့မင်းသမီးကတော့သူတို့တွေကဘသူ့ကိုမှလက်ထပ်ဖို့စိတ်မဝင်စားကြောင်းပြက်ပြက်သားသားပြောခဲ့တာပါ။ရိုနန်ကလည်းမင်းသမီးဘာလုပ်တင်နေဆိုတာကိုပြောဆိုဖို့သူ့မှာအခွင့်အရေးမရှိဘူးလို့ထောက်ခံခဲ့ပါတယ်။ဒါဟာရော်တိုင်းကိုဒေါသထွက်စေခဲ့ပြီးမီနာရဲ့ကံကြမ္မာကိုသူမရဲ့ဖခင်ကပဲဆုံးဖြတ်မှာဖြစ်ကြောင်းနဲ့ဒါတခါမှမကင်ဘူးတဲ့ရိုနန်အနေနဲ့စကားကိုစင်စင်ချင်းချင်းပြောဖို့တတိပေးခဲ့ပါတယ်။ဒါပေမဲ့ရိုနန်ကတော့ခန္ဓာကိုယ်မှာအတန်မာဆုံးကြက်သားဟာအုံနောက်ပဲဖြစ်တယ်လို့ပြန်လေတုတ်ပြန်ခဲ့တာပါ။ဒီအခါမှာတော့ရော်တိုင်းကဒေါသတကြီးနဲ့တိုက်ခိုက်ဖို့စူးစမ်းခဲ့တာပါ။သူမရဲ့ဖခင်စီတိုင်ပြောမယ်လို့ချင်းချောက်လိုက်တဲ့အတွက်သူတို့တွေထွက်သွားကြရတာပါမင်းသမီးလေးမီနာဟာသူမရဲ့ဖခင်ကိုတွေ့ဖို့အတွက်နန်းတော်တွေကိုမြင်းနဲ့အမြန်ဆုံးစီးနေလာခဲ့ပါတယ်သူမရဲ့ဖခင်ကသူမကိုလက်ထပ်ခွင့်တောင်းဖို့ရောက်လာကြတဲ့ယာထားခံရသူတွေရဲ့မိခင်တွေအကြောင်းကိုပြောပြနေတာပါဒီကိစ္စမှာသူမရဲ့သဘောထားကပိုရေးကြီးတယ်လို့ယူဆတဲ့အတွက်မီနာကစိတ်ဆိုးသွားပြီးခင်းနောက်ကျနေတဲ့ဒလိထုံးနှန်းတွေကသူမရဲ့ပျော်ရွှင်မှုထက်ပိုရေးကြီးနေသလားလို့မေးခွန်းထုတ်ခဲ့ပါတယ်သူမကရိုနင်နဲ့လက်ထပ်ခွင့်ပေးဖို့သူမရဲ့ဖခင်ကိုတောင်းဆိုခဲ့တာပါရိုနင်ဟာလူတော်လူကောင်းတယောက်ဖြစ်မှန်ဘရင်ကြီးတည်ပေမဲ့သူဟာစစ်တီတော်တယောက်တော့မဟုတ်ပါဘူးအခက်အခဲတစ်ခုခုနဲ့ကြုံလာရင်သူဟာမင်းသမီးကိုရောတိုင်းပြည်ကိုပါကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ယူဆပေမဲ့မင်းသမီးကတော့အင်အားကြီးတဲ့အုပ်ချုပ်သူထက်ထက်မြက်တဲ့အုပ်ချုပ်သူကပိုကောင်းတယ်လို့ယုံကြည်နေတာပါဘရင်ကြီးဟာသူ့သမီးကိုအရန်ချစ်တာကြောင့်ရိုနင်နဲ့သူမကိုသဘောတူခွင့်ပြုလိုက်ပြီးဒါဟာမီနာကိုပျော်ရွှင်စွာနဲ့ဖခင်ဖြစ်သူကိုဖတ်ထားစေခဲ့ပါတယ်အဲ့ဒီနေ့ညနေပိုင်းမှာတော့ဘရင်ကြီးကမင်းသမီးရဲ့ကျင်ဖော်လောင်းကိုကြေညာတော့မှာဖြစ်တဲ့အတွက်ရွာသူရွာသားတွေနဲ့ယာထားခံရသူတွေအားလုံးစုယုံရောက်ရှိနေကြတာပါမင်းသမီးလေးအစင်သစ်ဖြစ်နေချိန်မှာပဲရုတ်တရက်ငကားကြီးတစ်ကောင်ပေါ်လာပြီးမင်းသမီးကိုရင်ဆိုင်လိုက်ပါတယ်ငကားကြီးကမင်းသမီးကိုပြန်ပေးဆွဲသွားခဲ့ပါတယ်ရိုနင်ကငကားကိုတားဆီးဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့မြေပြင်ပေါ်ကိုအလွယ်တကူပဲလွင့်စင်သွားခဲ့ရတာပါမင်းသမီးကိုပြန်ပေးဆွဲသွားတာဟာမော်စီယာကာစီပါရဲ့လက်ချက်ဖြစ်မှန်ဘရင်ကြီးတည်သွားပြီးမီနာကိုကာစီပါလက်ထဲကနေကဲတင်နိုင်သူဟာမင်းသမီးနဲ့လက်ထပ်ခွင့်ရမယ့်အပြင်တိုင်းပြည်ကိုပါအုပ်ချုပ်ခွင့်ရမယ်လို့လူအုပ်ကြီးကိုပြောကြားလိုက်ပါတယ်။ယာထားခံရသူတွေအားလုံးကမီနာကိုကဲတင်ဖို့စေတနာဝန်ထမ်းအဖြစ်ထွက်ခွာခဲ့ကြပါတယ်။ရိုနင်ကလက်ထပ်ဖို့ကိစ္စကိုဘရင်ကြီးကိုမေးမြန်းတဲ့အခါမှာတော့ဘရင်ကြီးကသူမသွားခဲ့ကြောင်းနဲ့မင်းသမီးအတွက်လိုအပ်တာဟာအတွေးခေါ်သမားမဟုတ်ပဲသူရဲကောင်းတယောက်သာဖြစ်တယ်လို့ပြန်ပြောခဲ့ပါတယ်။ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ရိုနင်ဟာမင်းသမီးကိုရှာဖွေဖို့အတွက်ခရီးစဉ်မှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့တစ်တာကိုဖွင့်ပြီးကျုပ်ဝတ်တစားတွေကိုဝစ်စင်ကလေးနဲ့များကိုယူဆောင်ခဲ့ပါတယ်။မြေပုံကတစ်စင်ငကားဟာအရှိဘက်ကိုပြန်တန်းသွားတာကိုသူသိရှိသွားပြီးအဲ့ဒီကိုသွားဖို့ဆုံးဖြတ်လိုက်တာပါ။ဖြတ်တန်းသွားလာဖို့ခက်ခဲတဲ့တောအုပ်ထဲမှာရိုနင်ဖြတ်သွားတာကိုတခြားသူတွေမြင်တွေ့သွားကြပါတယ်။ရိုနင်ဟာမင်းသမီးစီကိုသွားနေတာမှန်းသိသွားတဲ့ရော့ကသူ့ကိုတပ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မင်းသမီးမီနာဟာအင်မတန်မြင့်မားတဲ့တောင်ထိပ်ပေါ်မှာရှိတဲ့ကီဇာဘာရဲတိုက်ကြီးထဲမှာနိုးလာခဲ့ပါတယ်။သူမဟာရဲတိုက်အနှံ့လှည့်လည်ကြည့်ရှုတဲ့အခါနေရာအနှံ့မှာမင်းကလေးတွေရဲ့ရွှေရုပ်တုတွေကိုတွေ့လိုက်ရတာပါ။မီနာကိုပြန်ပေးဆွဲလာတဲ့ငကားကြီးဟာအဖွားအိုတအုပ်အဖြစ်အသွင်ပြောင်းပြီးမီနာကိုနှုတ်ဆက်ခဲ့ပါတယ်။မင်းသမီးအနေငယ်လောက်သာဒီရဲတိုက်ထဲကိုဝင်ရောက်ခွင့်ရခဲ့ပြီးဘယ်သူမှပြန်မထွက်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့အဖွားအိုကတော့ဒီရဲတိုက်ဟာကြောက်စရာကောင်းတဲ့နေရာမဟုတ်ပဲပျော်စရာကောင်းတဲ့နေရာဖြစ်ကြောင်းပြောပြခဲ့ပါတယ်ကီဇာဘာဟာပြင်းရည်နေပြီးတငယ်ချင်းတယောက်ရှာဖွေနေတာဖြစ်တယ်လို့မင်းသမီးမီနာဟာသူရွေးချယ်လိုက်တဲ့ထူးခြားတဲ့မိန်းကလေးတယောက်ဖြစ်နေတာပါကီဇာဘာစိတ်ဝင်စားမှုရှိအောင်အစွမ်းကုန်စူးစမ်းဖို့နဲ့ဒါဆိုရင်သူမရဲ့အနာဂတ်ဟာနိဗ္ဗာန်ဘုံလိုဖြစ်လာမှာဖြစ်ကြောင်းငကားကြီးကမီနာကိုပြောပြခဲ့ပါတယ်ဒါပေမဲ့သူမသားအရှင်သခင်ကိုစိတ်ပြတ်အောင်လုပ်မိရင်တော့ကီဇာဘာကိုမိုက်မိုက်ကန်းကန်ပြန်လှန်တိုက်ခိုက်ခဲ့တဲ့တခြားမင်းသမီးတွေလိုပဲရွှေရုပ်တုအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ရဲတိုက်ထဲမှာတော့မိစ္ဆာအစေခံတွေကကီဇာဘာရဲ့ဝိယုံကိုတန်ရှင်းရေးလုပ်ပေးနေတာကိုတွေ့ရမှာပါအစေခံတချို့ကသူ့အတွက်အဝတ်စားတွေယူလာပေးပေမဲ့သူကအရင်ကတည်းကတတိပေးထားပြီးသားမို့အဝတ်စားတွေကိုလွှင့်ပစ်ဖို့အမိန့်ပေးခဲ့ပါတယ်သူဟာနောက်ဆုံးရရှိထားတဲ့ချစ်သူတစ်အတွက်ခံရထဲဝါနေစေဖို့အဝတ်စားတစ်တွေကိုလိုချင်နေတာပါအတွင်ပြောင်းတကားမလေးနာဟီနာဟာကီဇာဘာရဲ့ရှေ့ကိုရောက်လာပြီးသူ့အမိန့်ပေးထားတဲ့အတိုင်းမင်းသမီးမီနာကိုခေါ်ဆောင်လာခဲ့ကြောင်းအစီရင်ခံခဲ့ပါတယ်ကီဇာဘာဟာအားရကျေနပ်သွားပြီးသူမကိုဆုလက်အနေနဲ့မော်စီယာပေါင်းအောင်နေတဲ့နေရာကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းမင်းသမီးကိုကယ်တင်ဖို့ခရီးထွက်လာတဲ့ရိုနန်ဟာဝက်ဝံမိသားစုကိုမျိုးချဖို့စူးစမ်းနေတဲ့ငွေကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။သူဟာဝက်ဝံတွေကိုကူညီဖို့စူးစမ်းခဲ့ပေမဲ့ညားကိုဘယ်လိုတက်ရမလဲတောင်မသိတာကြောင့်သူ့ရဲ့တိုက်ခိုက်မှုကဘာမှထိရောက်မှုမရှိခဲ့ပါဘူး။ရိုနန်ဟာငွေတွေဘာကိုကြောက်တယ်လဲဆိုတာကိုအမြန်စဉ်းစားလိုက်တဲ့အခါငွေပိုင်ရှင်ကိုသတိရသွားပါတယ်။သူဟာအပင်တစ်မျိုးကိုအသုံးပြုပြီးပလွေတစ်လက်ကိုအမြန်ပြုတ်လုပ်ခဲ့ကငွေကိုမြစ်ထဲအထိမျှော်ခေါ်သွားပြီးဝေးရာကိုမောင်းထုတ်နိုင်ခဲ့ပါတယ်။ရိုနန်အံ့ဩသွားတာကတော့အဲ့ဒီဝက်ဝင်တွေဟာစကားပြောနိုင်တာပဲဖြစ်ပါတယ်။သူတို့တွေကတကောင်ကသူ့မိသားစုကိုကယ်တင်ပေးတဲ့အတွက်ရိုနန်ကိုကျေးဇူးတင်စကားပြောခဲ့ပြီးအခုကစလို့သူ့ဖခင်နဲ့အတူရိုနန်ရဲ့အပားမှာအစီအကံတော့မှာဖြစ်ပါတယ်။ရိုနန်ကသူ့ရဲ့ရည်မှန်းချက်ကိုပြောပြတဲ့အခါဝက်ဝင်ကလည်းကီဇာဘာကိုတီချောင်းပြောပြခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ငွေကြီးဟာကီဇာဘာရဲ့လက်ပါစီဖြစ်နေလို့ပါ။ကီဇာဘာဟာအဝတ်စားတစ်တွေချုပ်လုပ်ဖို့အတွက်ရှားပါးသားရဲတရိတ်ဆန်တွေရဲ့အရေးကုန်တွေကိုရှာဖွေဖို့ငွေကြီးကိုဆေးလွတ်လေးရှိတာပါကီဇာဘာကိုဘယ်မှာရှာရမလဲဆိုတာမသိပေမဲ့ဒီတော့ထဲမှာနေထိုင်ပြီးကီဇာဘာရဲ့ဒီနေရာကိုသိနိုင်တဲ့ကျင်နာတက်တဲ့မော်စီယာဖင်းစီကိုခေါ်သွားပေးနိုင်ကြောင်းဝက်ဝင်ကပြောပြခဲ့ပါတယ်ရိုနန်ဟာဝက်ဝင်ရဲ့ကြောပေါ်ကိုခုန်တက်လိုက်ပြီးမော်စီယာစီကိုခီးဆက်ခဲ့ကြပါတယ်
ဝက်ဝန်ကြီးဟာနောက်ဆုံးမှာတော့ရိုနင်ကိုမော်စရာဖင်စီခေါ်ဆောင်သွားခဲ့ပါတယ်။ဖင်ကလည်းအရာအလုံးဟာသူ့အမားတွေဖြစ်ကြောင်းဝန်ခံပြီးရိုနင်ကိုကူညီဖို့သဘောတူခဲ့တာပါ။ကေဘာရဲ့အစီကံတကားကြီးဟာတကယ်တော့နာဟီနာလို့အမည်ရတဲ့ဆုံးမတစ်ယောက်ဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖင်ဟာသူမရဲ့အချစ်ကိုရရှိဖို့ကြိုးစားခဲ့ပြီးသူမနဲ့ထိုက်တန်သူဖြစ်အောင်မော်ပညာတွေကိုနှစ်တိုင်လေ့လာခဲ့တာပါ။ဒါပေမဲ့နာဟီနာကိုချင်းကပ်ဖို့စဉ်းစားလိုက်တိုင်းသူမကညှင်းပယ်လိုက်မှာကိုသူစိုးရင်ခဲ့ပါတယ်။တကယ်တမ်းအငင်းခံရမှာကိုမရင်ဆိုင်ချင်တာကြောင့်သူမကသူ့ကိုမြင်တာနဲ့ချစ်သွားစေမဲ့အင်းကွက်တစ်ခုကိုစီရင်ခဲ့ပါတယ်။ဒါပေမဲ့မှားယွင်းပြီးမော်စွမ်းကပြင်းထန်သွားခဲ့တာကြောင့်နာဟီနာဟာသူ့အပေါ်ယူသွတ်သွားခဲ့ရတာပါ။သူကအဲ့ဒီမော်ကိုပြန်မထည့်ရသေးခင်မှာပဲကေဘာကရောက်လာပြီးဖင်ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုနာဟီနာကိုပြောပြခဲ့ပါတယ်။ဒေါသတွေထွက်သွားတဲ့နာဟီနာရဲ့အချစ်မော်ဟာအမုန်းတရားတွေအဖြစ်ပြောင်းလဲသွားခဲ့ပြီးအဲ့ဒီအချိန်ကစလို့သူမဟာဖင်ကိုသားမကပျော်ရွှင်နေတဲ့ချစ်သူမောင်နှံတွေကိုပါလိုက်လံလက်စားချေနေခဲ့တာဖြစ်ပါတယ်။ရိုနင်ကမီနာအခုဘာတွေဖြစ်နေမလဲဆိုတာကိုသိချင်နေတာကြောင့်ဖင်ကမြည်ရည်ပြင်းထဲမှာမော်ပညာနဲ့ပြသပေးခဲ့ပါတယ်။ကေဘာကမီနာကိုရွှေဖနက်တွေနဲ့စီးယုံဖို့စူးစမ်းနေတာကိုသူမြင်လိုက်ရပါတယ်။ကေဘာကမီနာကိုနမ်းဖို့စူးစမ်းတဲ့အခါမှာတော့မီနာကလင်ပန်းနဲ့သူ့ကောင်းကိုရိုက်ချလိုက်တာပါ။ရိုနင်ကကေဘာရဲ့ရုံးတော်ကဘယ်မှာရှိလဲဆိုတာနဲ့အဲ့ဒီကိုဘယ်လိုသွားရမလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။ကေဘာလိုမော်စရာမျိုးကိုတာမန်လူသားအမျိုးသားတစ်ယောက်အနေနဲ့ရှင်းနိုင်မှာမဟုတ်ဘူးလို့ဖင်ကပြောပြခဲ့ပါတယ်။သူကရိုနင်ကိုသူ့စီမှာတပည့်အဖြစ်နေထိုင်ပြီးမော်ပညာတွေသင်ယူဖို့အကြံပေးခဲ့ပါတယ်။ဒါမှသာကေဘာကိုအနိုင်ယူနိုင်မှာဖြစ်ပေမဲ့အဲ့ဒီအတွက်အချိန်နှစ်ကြာမြင့်မှာဖြစ်တာပါ။ရိုနင်ကတော့ဒီထက်မြန်တဲ့နီလန်းကိုပဲအလိုရှိနေခဲ့တာပါ။ဖင်ကနီလန်းတစ်ခုရှိပေမဲ့အဲ့ဒါဟာအသက်အန္တရာယ်အလွန်များတဲ့ကိစ္စဖြစ်တယ်လို့သဘောတူခဲ့ပါတယ်။အရှိဘက်ကတဲတောင်တန်းတွေစီရောက်အောင်အမြန်ဆုံးသွားရမှာဖြစ်ပြီးအဲ့ဒီဝင်ပေါက်ကိုတော့အေယာမဦးကောင်းကြီးတစ်ခုကစောင့်ကြပ်နေတာပါ။ဖင်ကလမ်းညွှန်ခဲ့ပါတယ်။အဲ့ဒီဦးကောင်းကြီးကိုကြော်ဖြတ်နိုင်ရင်တော့ကေဘာရဲ့တိုင်းပြည်တွေကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။အချိန်မဆိုင်တော့ပဲရိုနင်ဟာခရီးစတင်ခဲ့ပါတယ်။မကြခင်မှာပဲနာဟီနာကဖင်ရှိတဲ့နေရာကိုရှာဖွေတွေ့ရှိသွားပြီးဖမ်းဆီးသွားခဲ့တာပါ။ရိုနင်ကသူ့ကိုကယ်တင်ဖို့စူးစမ်းခဲ့ပေမဲ့ရော့ဒိုင်းကပစိန်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ရော့ဒိုင်းကရိုနင်ကိုလမ်းဆုံးတဲ့အထိလိုက်လံတိုက်ခိုက်ခဲ့တာပါ။ရိုနင်ဟာကိုကာကွယ်ဖို့အတွက်ရော့ဒိုင်းကိုပြန်လည်တိုက်ခိုက်ဖို့ကလွဲလို့တခြားရွေးချအဲစရာမရှိတော့ပါဘူးဝက်ဝန်ကြီးဘိုင်ယွန်ကရိုနင်ကိုကူညီဖို့စူးစမ်းခဲ့ပေမဲ့အလွယ်တကူပဲအရေးနေသွားခဲ့ရပါတယ်ရိုနင်ကရော်ဒိုင်းကိုရှင်ပြိုင်တိုက်ခိုက်နိုင်ခဲ့ပြီးရော်ဒိုင်းဟာ6ထဲကျလူနီးပါးဖြစ်သွားခဲ့ပေမဲ့ရိုနင်ကသူ့ကိုပြန်ကယ်ခဲ့တာပါသူ့ကိုပေါ်ဆွဲတင်ပေးနေတော့မှရော်ဒိုင်းကအခွင့်ကောင်းယူပြီးရိုနင်ကိုတပ်ဖို့စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ကိုယ်တိုင်ပဲတောင်ပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်နေဟီနာကဖင်ကိုကာစီဘာရဲ့ရုံးတော်စီခေါ်ဆောင်သွားပြီးသူ့ကိုအချင်းကန်ထဲမှာပိတ်လှောင်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ကာစီဘာကနေဟီနာကိုသူ့ခေါ်လာတဲ့မိန်းကလေးကဘာလို့ဒီလောက်တောင်ရိုင်းဆိုင်နေရတာလဲလို့မေးတဲ့အခါမှာတော့နေဟီနာကခစ်တဲ့မင်းသမီးလေးတွေကဒီလိုပဲပြုမှုတတ်ကြတာပါလို့ပြန်ဖြေခဲ့ပါတယ်မင်းသမီးလေးမီနာအချင်းချခံထားရတဲ့အခန်းထဲမှာတော့သူမကပတင်းပေါက်ကနေတဆင့်ရုံးတော်ပြင်ပကိုထွက်ပြေးနိုင်ဖို့အတွက်အဝတ်စားတွေကိုကြိုးတစတပွဲဖြစ်အောင်ဆက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျန်းပြင်းအော်ကကာစီဘာရဲ့အုတ်ထုတ်ကိုတွေ့သွားပြီးစောင့်ကြည့်လိုက်တဲ့အခါဒါဟာကိုပြအုတ်ထုတ်မှန်းသိသွားခဲ့တာပါဒါကြောင့်သူမကဒီခွင့်ရေးကိုအသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်ကာစီဘာရဲ့အဆောင်တွေကသူမကိုဖမ်းခေါ်ဖို့တောင်အိမ်နဲ့ရောက်လာတဲ့အခါမီနာကကိုပြအုတ်ထုတ်ကိုတုံးပြီးသူတို့ကိုလှည့်စားကတောင်အိမ်ထဲမှာပြန်ပိတ်ထားခဲ့ပါတယ်ဒါကိုသိသွားတဲ့ကာစီဘာကသူ့လူတွေကိုမီနာကိုရှာမတွေ့ရင်အသက်နဲ့လဲရမယ်လို့အမိန့်ပေးလိုက်ပါတယ်မီနာကကာစီဘာရဲ့ရှည်လျားတဲ့မုတ်စိတ်ငွေတွေကိုတိုင်တစ်ခုမှာချီနှောင်လိုက်ပြီးမှကိုထင်ပြလိုက်ကသူမနဲ့အတူတခြားဖမ်းဆီးခံထားရတဲ့မင်းသမီးလေးတွေကိုပါလွှတ်ပေးဖို့ချင်းချောက်လိုက်ပါတယ်ကာစီဘာကသူမကိုဖမ်းဖို့စူးစမ်းပေမဲ့မီနာကကိုပြအုတ်ထုတ်ကိုထပ်ဆောင်လိုက်တာကြောင့်တိုင်မှာချီထားတဲ့မုတ်စိတ်ငွေတွေကြောင့်ပဲကာစီဘာတယောက်ရုံးတော်ပေါ်ကနေပြုတ်ကျသွားခဲ့တာပါမီနာဟာကိုပြအုတ်ထုတ်ကိုတုံးပြီးနေဟီနာလက်ကအစိမ်းရောင်လက်စွပ်ကိုလည်းယူလိုက်ပါတယ်ဒီလက်စွပ်ဟာမင်းသမီးလေးတွေကိုကယ်တင်ဖို့အဓိကတော့ချက်ပါပဲသူမကလက်စွပ်ကိုတုံးပြီးမင်းသမီးလေးတွေပေါ့လွှမ်းမိုးထားတဲ့မော်အတက်တွေကိုဖျက်ဆီးလိုက်ကသူတို့ကိုပုံမှန်တိုင်းပြန်ဖြစ်စေခဲ့ပြီးသတင်းပေါက်ကနေခေါ်ထုတ်သွားဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနေဟီနာရောက်လာပြီးမီနာကိုတားဆီးလိုက်ပါတယ်တစ်ဖက်မှာလည်းရိုနန်ဟာတောထဲမှာတတဝါတကောင်ရဲ့အမဲလိုက်ခြင်းကိုခံနေရတဲ့ဖာချန်းကိုကယ်တင်လိုက်ပါတယ်ဖာချန်းကအရန်ကြောက်နေတာကြောင့်ရိုနန်ကအိမ်ပြန်ဖို့ပြောပေမဲ့ဖာချန်းကတော့လက်ဗလာနဲ့အမေစီပြန်သွားတာထက်ဒီခီးချန်းကိုပဲရင်ဆိုင်ဖို့ရွေးချယ်ခဲ့ပါတယ်သူဟာအမေဖြစ်သူရဲ့ခိုင်းစေချက်အရမင်းသမီးလေးကိုရှာဖို့လာခဲ့တာဖြစ်ပြီးမင်းသမီးလေးမပါဘဲပြန်သွားရင်သူ့အမေစိတ်ဆိုးမှာကိုမလိုလားတာပါခီးရှည်ကြီးသွားပြီးတဲ့နောက်မှာတော့သူတို့ဟာကာစီဘာရဲ့တိုင်းပြည်ကိုသွားရလမ်းကတဲကန်နာရစီရောက်လာကြပါတယ်ဒါပေမဲ့တဲကန်နာရရဲ့အဝင်ဝကိုအိပ်ပျော်နေတဲ့ဘလူးကြီးရဲ့ဦးကောင်းကပိတ်ဆို့ထားပါတယ်ရိုနန်ကဘလူးကြီးကိုဖယ်ခိုင်းဖို့စူးစမ်းခဲ့ပေမဲ့ဒါဟာဘလူးကြီးကိုဒေါသထွက်စေခဲ့ပါတယ်ဘလူးကြီးနဲ့ရင်ဆိုင်ရင်တေဆုံးသွားတဲ့စစ်သားထောင်ပေါင်းများစွာကိုမြင်လိုက်ရတဲ့အခါသူတို့လက်လျှော့တော့မဲ့အခြေအနေရောက်သွားခဲ့ပါတယ်ဒါပေမဲ့ရိုနန်ကကျမ်းပြင်ပေါ်ကခရုခွန်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့ဒီတဲပြင်ဟာတဲကန်နာရမဟုတ်ပဲမြေကျမ်းပြင်ဖြစ်နေတာကိုသတိပြုမိသွားပါတယ်အရင်ကဒီနေရာမှာရေတွေရှိခဲ့တာကြောင့်ရေတွေပြန်ရောက်လာအောင်လုပ်နိုင်ရင်ဘလူးကြီးကိုကျေနပ်အောင်လုပ်နိုင်ပြီးသူတို့ဖြတ်တန်းသွားခွင့်ရနိုင်မယ်လို့ရိုနန်ကယုံကြည်သွားခဲ့တာပဲဖြစ်ပါတယ်ရိုနန်ကမြစ်ရည်စီးဆင်းမှုကိုပိတ်ဆို့ထားပြီးချိုင်ဝမ်ကိုတက်မဲ့ဖုံမှုတွေအဖြစ်ပြောင်းလဲပစ်လိုက်တဲ့ဆယ်တစ်ခုစီကိုသွားခဲ့ပါတယ်ရိုနန်ဖက်ချန်နဲ့ဝက်ဝွန်ဘရွန်တို့ကခဲပစ်ဆက်တစ်ခုတိစောက်ပြီးအဲ့ဒါကိုသုံးပြီးဆယ်ကိုဖျက်ဆီးလိုက်တဲ့အတွက်မြစ်ရည်ပြန်စီးဆင်းလာခဲ့ပါတယ်ရေတွေကဘလူးကြီးရဲ့ခေါင်းကိုထိလိုက်တာနဲ့သူဟာရေလက်မောင်းတွေခြေထောက်တွေနဲ့ထွက်ပေါ်လာပါတယ်ဘလူးကြီးကရေဟာသူ့ရဲ့အိမ်ဖြစ်တဲ့အတွက်သူ့ကိုကယ်တင်ပေးခဲ့တာလို့ရိုနန်ကိုပြောပါတယ်သူ့ရဲ့ဆိုးညစ်တဲ့ညီကိုကတ်အေဘာကသူ့ရဲ့စွညံအားတွေဟာရေကနေလာတယ်ဆိုတာကိုသိတဲ့အတွက်သူ့ကိုဒီမှာချင်းချပြီးရေပေးဝေမှုကိုဖျက်တောက်ထားခဲ့တာပါသူ့ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ဘလူးကြီးကရိုနန်ကိုမော်ရားတလက်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီဒါမှကြီးမားတဲ့စွမ်းအားတွေရှိပြီးကတ်အေဘာကိုအနိုင်ယူဖို့ကူညီပေးမှာပါကတ်အေဘာမှာမုတ်စိတ်ရှည်ကြီးရှိပြီးအဲ့ဒီထဲမှာသူ့ရဲ့မော်စွမ်းအားတွေကိန်းရောက်နေပါတယ်အကယ်၍သူသားဓာတ်ကိုသုံးပြီးမုတ်စိတ်တွေကိုဖျက်ပစ်နိုင်ရင်ကတ်အေဘာကိုအနိုင်ယူပြီးသူ့ရဲ့စစ်ဆက်ထားသူကိုကယ်တင်နိုင်မှာပါကျေးဇူးတင်တဲ့အထိမ်းအမှတ်အနေနဲ့ဘလူးကြီးကသူ့ရဲ့မော်စွမ်းအားကိုသုံးပြီးရိုနန်နဲ့သူ့အဖွဲ့ကိုကတ်အေဘာရဲ့နန်းတော်စီပို့ဆောင်ပေးခဲ့ပါတယ်တစ်ဖက်မှာတော့မီနာကရဲတိုက်ကနေထွက်ပြေးဖို့စူးစမ်းနေတော့မှာပဲသူမဟာထောင်ထဲကဖင်းကိုတွေ့ခဲ့ပြီးဖင်းကသူ့ကိုရေနှဲငယ်ပေးဖို့တောင်းပန်ခဲ့ပါတယ်ရေပေးပြီးတဲ့နောက်မှာဖင်းကသူမရဲ့ချစ်သူရိုနန်ဟာသူမကိုရှာဖို့လာနေပြီဖြစ်ကြောင်းပြောပြခဲ့ပေမဲ့ရိုနန်ကဓာတ်တစ်ခါမှမကင်ဘူးတဲ့အတွက်မီနာကပိုပြီးစိုးရိမ်သွားပါတယ်သူမဟာရိုနန်ကိုမြင်လိုက်ရပြီးပြအေးဖက်ခဲ့ပေမဲ့အဲ့ဒါကရုပ်ဖြတ်ထားတဲ့ Gas Ava ဖြစ်နေပါတယ်။သူကမီနာကိုဖမ်းဆီးပြီးသူမကိုလှောင်အိမ်ထဲထည့်ဖို့သူ့လူတွေကိုအမိန့်ပေးနေတော့မှပဲတကယ်ရိုနန်ရောက်လာပါတယ်။ဖက်ချန်နဲ့ဝက်ဝွန်တို့ကရိုနန်ကိုကူညီပြီးအဆောင်တွေကိုတိုက်ခိုက်ဖို့ရောက်လာတဲ့အခါမှာတော့ကြီးကျယ်ခမ်းနားတဲ့တိုက်ပွဲကြီးစတင်มาတော့တယ်။ရိုနန်က Gas Ava နဲ့တိုက်ခိုက်ပါတယ်။သူကရိုနန်ကိုကောင်းကင်ပေါ်အထိမြင့်မြင့်မားမားတဲဆောင်သွားပေမဲ့အရန်ကိုမောပန်းသွားပါတယ်။သူကရိုနန်ကိုအနိုင်ရသွားပြီလို့ပြောပြီးမီနာကိုခေါ်တော့
အားနိုင်ဖို့ရဲတိုက်စီပြန်ခေါ်လာခဲ့ပါတယ်။ရိုနန်နဲ့မင်းသမီးတို့နောက်ဆုံးမှာပြန်ဆုံတွေ့ခဲ့ကြပေမဲ့ကတ်အေဗာကအာယုံလွှဲတာကိုအခွင့်ကောင်းယူခဲ့ပါတယ်။နာဟီနာရောက်လာပြီးသူမရဲ့လက်စွပ်ကိုသုံးပြီးမီနာကိုအိပ်ပျော်သွားအောင်လုပ်လိုက်ပါတယ်။ကတ်အေဗာကရိုနန်ကိုဓာတ်နဲ့ထိုးဖို့စူးစမ်းပေမဲ့သူကရှောင်တိန်နိုင်ခဲ့ပြီးဓာတ်နဲ့မုတ်စိတ်ကိုဖျက်ပစ်လိုက်တဲ့အတွက်ကတ်အေဗာဟာရွှေရုပ်တုကြီးဖြစ်သွားပါတော့တယ်။ဒါပေမဲ့နာဟီနာကမီနာကိုထာဝရအိမ်မောကျသွားအောင်ကျင်းစာတိုက်ထားလို့အခြေအနေတွေကမကောင်းပါဘူး။ရိုနန်ကအဲ့ဒီကျင်းစာကိုဖျက်ပေးဖို့ဖင်ကိုတောင်းပန်ပေမဲ့သူကမလုပ်နိုင်ဘူးလို့ပြောပါတယ်။ဒါကနာဟီနာရဲ့လက်ချက်ဖြစ်ပြီးသူကတော့ဒီနေရာမှာဘာမှမတတ်နိုင်ပါဘူး။ဖင်ကကျမ်းပြင်ပေါ်ကမမြင်ရတဲ့အုတ်ထုပ်ကိုမြင်သွားပြီးရိုနန်ကိုမျှော်လင့်ချက်ရှိသေးတယ်လို့ပြောပါတယ်။သူကနာဟီနာကိုသွားရှာပြီးရိုနန်ကိုတော့သူမကိုအိမ်ပြန်ခေါ်သွားဖို့အဲ့ဒီအချိန်ကျရင်သူမနိုးလာလိမ့်မယ်လို့ပြောခဲ့ပါတယ်။သူတို့ညဘက်စခန်းချနေတော့မှနာဟီနာပေါ်လာပြီးသူတို့အားလုံးကိုအိမ်မောကျအောင်လုပ်လိုက်ပါတယ်။သူမကဖာချန်းကိုမော်တက်နဲ့ခိုင်းစေပြီးရိုနန်ရဲ့ဓာတ်ကိုယူကာသူ့ရင်ဘက်ကိုထိုးခိုင်းပါတယ်။ဖာချန်းကသူမရဲ့စွမ်းအားကိုတွန်းလှန်နိုင်ခဲ့ပေမဲ့ရုတ်တရက်ရော့ကိုင်းကဘဲကမှန်းမသိပေါ်လာပြီးအိပ်ပျော်နေတဲ့ရိုနန်ကိုဓာတ်နဲ့ထိုးကာမင်းသမီးကိုနိုင်ငံတော်စီပြန်ခေါ်သွားပါတယ်။သူကမီနာကိုသူမရဲ့အဖေစီခေါ်သွားပြီးမီနာကပြူစားခံထားရပေမဲ့သူမနဲ့လက်ထပ်ရတဲ့ပျော်ရွှင်မှုကအစီရင်ကိုပြည့်ပြည့်စေနိုင်တယ်လို့အကြောင်းကြားပါတယ်။ဘရင်ကြီးကရော့ကိုင်းကိုသူ့သမီးနဲ့လက်ထပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းနာဟီနာကဓာတ်ထိုးခံထားရတဲ့ရိုနန်နဲ့တွေ့ပြီးအချစ်ကသူ့ကိုဖျက်ဆီးလိုက်ပြီလို့ပြောပြီးပြုံးနေပါတယ်။ဒါပေမဲ့အဲ့ဒီလူကတကယ်တော့ရိုနန်မဟုတ်ပဲဖင်ဖြစ်နေပါတယ်။သူကရိုနန်ကိုဖုံးကွယ်ထားဖို့မမြင်ရတဲ့အုတ်ထုပ်ကိုသုံးခဲ့တာပါ။ဖင်ကနာဟီနာကိုခွင့်လွှတ်ဖို့တောင်းပန်ပြီးသူသေဆုံးသွားပြီးရင်သူမအပေါ်ကအစီရင်တွေပြည့်ပြည့်သွားလိမ့်မယ်လို့ပြောပါတယ်။ဖင်အပေါ်နာဟီနာရဲ့အမုန်းတရားတွေရုတ်တရက်ပျောက်ကွယ်သွားပြီးမီနာအပေါ်ကအစီရင်ကိုပြန်ပြင်ဖို့ရိုနန်ကိုလက်စွပ်ပေးကဖင်ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။မင်းသမီးကိုပြန်ခေါ်လာပေးလို့ဘရင်ကြီးကရော့ကိုင်းကိုနိုင်ငံတော်လွှဲပေးတော့မယ့်အချိန်မှာပဲဖာချန်းပေါ်လာပြီးအမှန်တရားအားလုံးကိုဖွင့်ချလိုက်ပါတယ်။တကယ်တော့မင်းသမီးကိုကယ်ခဲ့တာကရိုနန်ဖြစ်ပြီးရော့ကိုင်းကသူ့အိတ်နေတုန်းဓာတ်နဲ့ထိုးခဲ့တာပါ။ဘရင်ကြီးကဘသူ့ကိုယုံရမလဲဆိုတာဝေခွဲမရဖြစ်နေတော့မှပဲရိုနန်ကရုတ်တရက်ပေါ်လာပြီးအမှန်တရားကိုဖော်ထုတ်လိုက်ပါတယ်။သူကလက်စွပ်ကိုထုတ်လိုက်ပြီးမီနာအပေါ်ကအစီရင်ကိုဖြတ်လိုက်ပါတယ်။မီနာကရော့ကိုင်းကိုနောက်ကနေရိုက်ချလိုက်ပြီးနိုင်ငံတော်တစ်ခုလုံးအောင်ပွဲခံနေချိန်မှာသူတို့အားလုံးပြန်လည်ဆုံစည်းခဲ့ကြပါတယ်။ဘရင်ကြီးကရိုနန်နဲ့မီနာကိုကောင်းချီးပေးဖို့ဆုံးဖြတ်လိုက်ပြီးရော့ကိုင်းကိုတော့ဖမ်းဆီးပြီးထောင်ထဲထည့်လိုက်ပါတယ်။နန်းတော်ထဲကိုဧည့်သည်တချို့ရောက်လာကြပြီးသူတို့ကတော့မီနာကတင်ခဲ့တဲ့မင်းသမီးလေးတွေဖြစ်ပါတယ်။ဒါကတော့ဇကားရဲ့အဆုံးသက်ပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။